အားလုံးပဲမင်္ဂလာပါဗျကိုတူရရဲ့ channel တလီကနေပြီးတော့ကျွန်တော်မိတ်ဆွေညီကိုမောင်နှမတူတယောက်စီတိုင်းကိုလူထူးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ယခု3မိနစ်စာဗီဒီယိုဖိုင်အတူထဲမှာတော့4ရက်နေ့မှ6ရက်နေ့အထိဗုဒ္ဓဦးကျတာပရိတောက်ကြ3ရက်အတွင်းကိုတူရရဲ့အကြိုက်ဆုံးရွေးချယ်ထုတ်ပြီးထားတဲ့ဇာရုနဲ့ဘက်ကနေကောင်းလေးများကိုမျှဝေပြီးတော့မှဖြစ်လို့ဒီ3ရက်အတွင်းဘက်ကနေကိုအဓိကလက်ကင်ထားပြီးတော့ကစားရမယ်မတိကြသေးတဲ့မိတ်ဆွေများနဲ့ယုံကြည်စွာလိုက်ပါကစားကြမယ်မိတ်ဆွေများကတော့ယခုဗီဒီယိုဖိုင်ကိုတိကျနာဟမ်ကြည့်ရှုသွားဖို့အတွက်ကိုတူရအနေနဲ့လေးစားစွာတိုက်တွန်းလိုက်ပါရဗျကဲအချိန်ဆွဲပဲနဲ့စလိုက်အောင်ဗျတနင်္လာနေ့2ရက်နေ့ကလေးကတပတ်စာအနည်းချုပ်3ခုကိုဗီဒီယိုဖိုင်တင်ပြီးအခက်အခဲရှိတာကြောင့်ကိုတူရရဲ့ YouTube Telegram ပိုက်ပါဒီ3နေရာမှာပုံနှိပ်စာရေးပြီးတော့ပို့တင်ခဲ့ပြီးခဲ့ပါသေးတယ်ဒီ3တွေကမှကိုတူရရဲ့ဇာရုကနေဖြစ်တဲ့ခွန်အထူးတွင်းဆိုင်မှာ89နဲ့တနင်္လာနေ့မှာအောင်မြင်ခဲ့လို့ယုံကြည်သွားနဲ့လိုက်ပါကစားကြကြတဲ့မိတ်ဆွေများကရလိုက်တဲ့ပမာဏလေးတွေကိုလေကိုမက်မှာရေးပေးခဲ့ကြပါအောင်ဗျအကျန်းရှိနေတဲ့ဇာရုကစားရမယ်2ခုနဲ့ပုရုကျတာပြီး3တောက်ကြ3ရက်အတွင်းဇာရုကစားရမယ်ကနန်းတစ်လုံးကိုလည်းထမန်တင်ဆက်ပြီးတော့ပါအောင်မယ်ဗျပထမဦးစွာပြည်လည်မိတ်ဆက်ပေးရမယ့်ကနန်းကတော့တနင်္လာနေ့ကလေးကတမီထားတဲ့နှစ်ခွန်စာတို့ဘရိပဲဖြစ်တယ်နှစ်ခွန်ဘရိတီကိုတူရကလေးနာဒရက်ဆိုင်ရဗုဒ္ဓကျတာဘရိတောက်ကြ3ရက်မှာစာတို့ကစားလို့ရမယ်ဘရိပဲဖြစ်ပါရဲ့ဗျနှစ်ခွန်ဘရိကစားကြမယ့်မိတ်ဆွေများအတွက်ချင်းချင်းမိမိရရှိအောင်လို့မိန်ချိန်မျိုးဆိုင်များကိုရွေးထုတ်ပေးထားပါတယ်3 4 4 8 5ခွန်82မှာ9လိုပဲဖြစ်ပါရဲ့ဗျဒုတိယအနေနဲ့ဇာရုကနန်းကတော့လွန်ခဲ့တဲ့2ပတ်မြောက်လောက်ကတောက်ကြနေ့မနေ့ပိုင်း50ညနေပိုင်း16မနေ့9ထိညနေ6အပိတ်မနေ့ထိညနေပိတ်ညီကိုဖြစ်တယ်ခဏမှတ်ထားပြီးပါအရင်ဘက်ကဂျာတာဘရီနေ့မနေ့ပိုင်း14ညနေပိုင်း4နှစ်မနေ့1ထိညနေ2ပိတ်ထိပ်ပိတ်ညီကိုမနေ့ထိညနေပိတ်ညီကိုမူအရာဟိုးအရင်ကတည်းကမနေ့ထိညနေပိတ်ညီကိုဖြစ်ပြီးဆိုတာနဲ့ညီကိုထွက်ပြေးတဲ့အလေးထားကိုကိုတို့အနေနဲ့လေးလာတွေ့ရှိခဲ့တာကြောင့်4ရက်နေ့မှ6ရက်နေ့ဗိုလ်ချုပ်ဂျာတာဘရီတောက်ကြ3ရက်အတွင်းညီကိုကနေများကိုဇာရိုထိုးနိုင်ပါတယ်ဗျဒီတစ်ပတ်ကညီကိုကြောင့်မိုင်းနဲ့ပြခဲ့ရတဲ့မိတ်ဆွေများတွေထိထိမိမိရအောင်လို့ကိုတို့အနေနဲ့အထူးအတွက်ဆိုင်များကိုရွေးချယ်ထုတ်ပေးထားပါတယ်ဗျ3 4 4 5 5 6ခု8တို့ပဲဖြစ်ပါတယ်ဗျနောက်ဆုံးမှာတော့ဗိုလ်ချုပ်ကျတာပရိတောက်ကြ3ရက်အတွက်ကိုပြရဲ့စိတ်ကြိုက်စာရုခန်းကတော့ရွှေဖြစ်မဲ့ရှစ်ပဲဖြစ်ပါတယ်အထူးပဲတိုင်းများကတော့8 4 8 5 8ခွန်82မှာ9ဖြစ်ပါတယ်ဗျဒီနေရာမှာအထူးသတိပေးချင်တာကတော့ဖောင်းရရှိရင်အရင်ဘက်ကထွက်ခဲ့တဲ့ကနေများကိုမတွေ့မနေတတိကြပြီးတော့ကစားကြပါဗျကိုသူရအနေနဲ့ဒီတစ်ဘက်ကကနေများမှာတကွယ်တဲ့ဖြစ်တဲ့80ကိုအထူးတတိထားပြီးတော့ကစားစီခြင်းပါတယ်ရှစ်ပတ်ကြမယ်ကိုမာရီက80ကိုမဖြစ်မနေထည့်ပြီးတော့ကစားပါလို့ပြောချင်ပါတယ်ဗျအခုတင်ပြီးခဲ့တဲ့3ချက်မှာအာယုံမများဘဲနဲ့မစ္စရီတက်နိုင်တဲ့ပမာဏနဲ့ဇာရိုကြာရကနန်းကိုထိထိမိမိကစားပါလို့ကိုပြောရအနေနဲ့အကြံပြုလို့ပါတယ်ဗျဒီ3လုံးကကျွန်တော်တို့အောင်မြင်မှုတစ်ချိန်စီရအောင်ထုတ်ပြီးထားတာဖြစ်ပါတယ်ဗျဗုဒ္ဓကျတာပရိတောက်ကြ3ရက်အတွက်မစ္စရီတို့အကျိုးရှိစေမဲ့လက်ကင်ထားပြီးတော့ကစားရမယ့်ဇာရုကနန်းများကိုကိုတူရအနေနဲ့အခမဲ့တင်ဆက်ပေးတာဖြစ်လို့ကိုတူရရဲ့ channel အသလေးကိုလည်း like and share follow နဲ့ကိုညီပေးခဲ့ကြပါအောင်ဗျာကိုတူရတင်သမျှမြင်အောင်လို့အနိက Viber Telegram channel တို့ကိုလည်းကိုတူရရဲ့ YouTube channel ထဲမှာ link လေးထည့်ပေးထားပါတယ်ဗျာနော်ဝင်ရောက်ပြီးတော့ join ထားဖို့လေပြောချင်ပါတယ်ဗျကိုတူရရဲ့ဒီ Facebook page အသစ်ကိုလည်း follow လုပ်တာပါအောင်လို့ပြောချင်ပါတယ်ဗျကိုရတင်ပြီးခဲ့တဲ့ဒီပိုလူကျတာရီတောက်ကြအတွင်းဇာရုကနန်းများနဲ့အားလုံးပဲတိတိမိမိရထားပါသည်နောက်ထပ် formula view ဖိုင်နဲ့ထပ်မှန်ပြီးတော့တွေ့ကြပါမယ်ဗျ